အာခတ်တက်တော်ရဲ့တိုက်ခိုက်ရေးစနိုက်ပါနဲ့အထူးကွန်မန်ဒိုတွေကိုလေ့ကျင့်ပေးနေတဲ့မြင်ကွင်းတချို့ကိုမြင်တွေ့နေရတာပါသူတို့ဟာအာခတ်တက်တော်ရဲ့စစ်ချီတေးဖြစ်တဲ့အောင်လန်တော်မင်္ဂလာစစ်ချီတေးကိုတံပြိုင်တည်ဆူနေကြတာလေးဖြစ်ပါတယ်အာခတ်တက်တော်ရဲ့စစ်တနန်းဟာတိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေထဲမှာအကြမ်းတမ်းဆုံးစစ်တနန်းလေးဖြစ်ပါတယ်ဒီလိုကျန်တဲ့တနန်းပေးမှုကပဲအာခတ်တက်တော်ရဲ့အတွက်အောင်ပွဲတွေယူဆောင်လာပေးတာလေးဖြစ်ပါတယ်ခင်ဗျာ